ပြေလာရင်မနာလို့တဲ့အယောင်ဆောင်ပေါ်ရန်တွေလည်းရှိမယ်ကိုဘဝတဲ့ကိုမခေါ်ရဘူးရာရာချိုတယ်လာတဲ့ကိုဘဝတစ်ခုတော့မရင်လိုက်ပါနဲ့မေဘဝကရွှေမုံတွေကျဲတကယ်ဆိုရင်ပြေအောင်ကြိုးစားပြီးတော့မေးပြောင်းလိုက်ပါကလေး